ကဲဘာလဲဆယ်ကျိုးရယ်ကိုကဲချင်းကတော့ဆယ်ကျိုးဆိုအကုန်ပြန်ဆုတ်တက်ရတော့ခုပဲကျွန်တော်ဒီမှာခရီးသွားတာအမြန်လမ်းမှာငလင်းလှုပ်သွားတာကားကြီးလည်းအကုန်ထိုးရက်တဲ့ခါမှာကျွန်တော်ပြပေးမယ်လမ်းနေလို့ဖြစ်ကုန်တယ်ကျွန်တော်ကားတွေအကုန်ထိုးရက်ထားရတယ်ဗျာငလင်းဘလောက်ကျန်းသွားလဲဆိုတော့တော်ဆိုးဆိုးရဖြစ်သွားတယ်ဖိုးဘက်မှာဆိုရင်ကျွန်တော်တို့တော်ကြီးကိုကားတွေအကုန်ချိုင်ဝင်သွားပါတယ်တော်ကိုဆိုးဆိုးရပါတယ်ဗျာကြောက်ဖို့တော့ပေါ့တရားအကျိုးတော့မဲ့အနေထားဖြစ်သွားပြီဆိုတော့ကျွန်တော်ဆက်သွားလို့ကလွယ်တော့မှာမဟုတ်တော့ဘူးကျိုးကြမဲ့အနေထားဖြစ်ကျွန်တော်ပြန်လှည့်ရပါတော့မယ်လေခွန်းထဲကရေလာနေတယ်လို့ပြောပါအဲ့တော့ဒီကစေပါရဲ့နီးရဆိုရင်တာသမန်ကြီးကျိုးသွားနိုင်တဲ့အနေထားဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်လှည့်တာအဆုံးပါပဲကဲဘာလဲဆယ်ကျိုးရယ်ကိုကဲချင်းကတော့ဆယ်ကျိုးဆိုအကုန်ပြန်ဆုတ်တက်ရတော့